耶加罗，耶稣基督噶，那所说的这个内头的，啊，木罗面嘛，这老比他们那所说的都，那所他妈有那所么好，灵高那所罗表的，啊，苗伊，哎，你都个你生你的起嘛，耶稣基督噶毛头比他们。အမှုတော်ဒီနေ့အတွက်တော့ပြီးသွားပြီဆိုမှပြန်တဲ့အိမ်ပြန်ဖို့ရအတွက်လုပ်နေတယ်ပြန်တဲ့လန်ခီမှာဘသူတွေ့လဲဆိုရင်ဒီညမှာယာအီရုဆိုတဲ့တယောက်ကိုတွေ့တယ်လူကာခန်းကြီး8အငယ်40ကိုကျွန်တော်ဖတ်ပြီးတော့မှဒီနေ့အဲ့ဒီအကြောင်းအရာကိုခွန်အားယူဖို့ဖြစ်ပါမယ်ကဲကျွန်တော်တို့အတူကကြက်ကြက်လေးအငယ်40တိကျွန်တော်ဖတ်အောင်ဒီနေ့တော့ယေရှုသည်ပြန်တော်မူလေလူအစုအဝေးအပေါင်းတို့သည်ကိုရောကိုမျောလင်းနဲ့နေကြတော့ကြောင့်ဝမ်းမြောက်စွာလက်ခံကြ၏ထိုအခါယာဣရုအမည်ရှိသောတရားစီရင်မှုလာ၍ယေရှု၏ခြေတော်ရည်၌ပြည့်ဝလျက်12နှစ်အရွယ်ရှိသောမိမိ၌တယောက်တည်းသောသမီးသည်တေးဆဲရှိကြောင်းကိုမိမိအိမ်တို့ကြွတော်မူမည်အကြောင်းကိုရောကိုတောင်းပန်၍ကြွတော်မူစေတွင်လူအစွတ်ဝေးတို့သည်ကိုရောကိုထိခိုက်တိုင်နေကြ၏နောက်ပြီးတော့မှ49ကနေကျွန်တော်ပြန်ဖတ်ရအောင်ထို့တို့မိတော်မူစေတွင်တရားစီရင်မှုအိမ်မှလူလာ၍ကိုရောဤသမီးသေးပါပြီဆရာကိုမနှောက်ရှက်ပါနှင့်ဟုဆို၏ယေရှုသည်ကြားလျင်မကြောက်ကြနှင့်ယုံကြည်ခြင်းစိတ်တစ်ခုသာရှိကြလောထို့တို့ရှိနေသူသည်ဘေးနှင့်ကင်းလွတ်နေမည်ဟုတရားစီရင်မှုအားမေ့တော်မူ၏အိမ်တို့ရောက်နေပေတရုယောဟန်ယာကိုနှင့်မိမငယ်ဤမိဘမတပါအဘဲသူကိုမြအထဲသို့မဝင်စေခြင်းကစီးတားတော်မူ၏လူအပေါင်းတို့တွင်ငိုကြွေးမိတမ်းကြသည်ကိုကိုရောကမငိုကြနှင့်သူငယ်သေးသည်မဟုတ်အိပ်ပျော်သည်ဟုမိန့်တော်မူနှင့်သူငယ်သေးချောင်းကိုထိုသူတို့သည်တိကျဖြင့်ကိုရောကိုပြည့်ရန်ပြုကြ၏ထိုသူရှိသမျှတို့ကိုအပြည်သို့ထွက်စေပြီးမှသူငယ်ဤလက်ကိုကိုင်တော်မူလက်သူငယ်ထလောဟုမိန့်တော်မူသည်တွင်စိတ်ဝိညာဉ်ပြန်လာ၍မိမငယ်သည်ချက်ချင်းထလေ၏ဟုတ်ပြီတရက်ကြတော့ယေရှုခရစ်တော်အမှုတော်ကိုပြီးသွားပြီဒီနေ့စာအတွက်ပြီးသွားပြီလက်ဆက်တက်ပြီအိမ်ပြန်ဖို့ရအတွက်ငါပြန်တော့မယ်ဒီခါအမှုတော်လည်းပိန်မန်းပြီဒီနေ့တော့တော်ပိန်မန်းခဲ့ပြီလက်ဆိုးတွေလည်းနေထုတ်ခဲ့ပြီတရားလည်းဟောခဲ့ပြီငါပြန်တော့မယ်ဆိုမှယေရှုခရစ်တော်ကပြန်လာတဲ့လမ်းခရီးတွားရင်းနဲ့ယာဣရုဆိုတဲ့တယောက်ကမြဲလေးပြေးလာပြီးမှယေရှုခရစ်တော်ရဲ့ရှေးမှာဒူးထောက်ပြီးမှယေရှုခရစ်တော်ကျွန်တော်မှ12နှစ်သမီးငယ်တယောက်ကတိတ်ဆဲဖြစ်နေတယ်ကျွန်တော်အိမ်ကိုကြွပေးပါဆိုမှပြောရင်းနဲ့တွားရင်းနဲ့ကျွန်တော်အတိတ်ကဒီနေ့ပြောချင်တဲ့အရာကဘာလဲဆိုရင်အမတ်တမတ်ကောင်းကြီးခံစားတဲ့အကြောင်းကိုကျွန်တော်ပြောချင်တယ်အာမင်အဲ့မှာယေရှုခရစ်တော်က12နှစ်ကလေးငယ်ကိုတွားပြီးတော့မှချမ်းသာပေးဖို့တွားနေတဲ့ခါမှာအမတ်တမတ်ယေရှုခရစ်တော်ရဲ့တည်င်းကိုကြားပြီးတော့မှနေတဲ့သူတယောက်ရှိတယ်အဲ့ဒါကဘာတူလဲဆိုရင်ကြရတာဘာတူလဲ12နှစ်ပဲလို့တွေးသူနာဆွေးနေတဲ့မိမတယောက်ယေရှုခရစ်တော်ကအခုဒီအမှုတော်ကအတိတ်ကဥတီချက်ကပါမလဲဆိုရင်တမီးငယ်ကိုချမ်းသာပေးဖို့ရတဲ့တွားနေတာဒါပေမဲ့ဂျားထဲမှာအဒီဟာကိုမတွားခင်တွားနေရင်လမ်းမှာအမက်တမဲ့ကောင်းကြီးဖြစ်သွားတာက12နှစ်ပဲလို့တွေးသူနဲ့အမျိုးသမီးတွေးသူနာဆွဲနေတဲ့အမျိုးသမီးဟာလေလုယာဖခင်နာမဘုန်းကြီးပါစေအာမင်အာမင်ဖခင်ကလေသူရဲ့ရည်ရွယ်ချက်တစ်ခုတွားပြီးမဲ့ယုံကြည်တဲ့သူတွေအတွက်တော့အမြဲတမ်းစစ်ရှိတယ်ကျွန်တော်ကိုယ်ကိုနေတဲ့ဖခင်ကသူတွားတာတော့12နှစ်သမီးငယ်အရှိတွားနေတာ
တရားစရက်မှုအိမ်မှာတွားနေတာတွားနေတဲ့လမ်းမှာချက်ချင်းပါဖြစ်လဲဆိုရင်ကျန်းစာကျွန်တော်မဖက်တော့ကျွန်တော်ခေါ်နေတဲ့နေရာမှာတောက်လျှောက်ဒီလိုထိုးပေး12နှစ်ပတ်လို့တွေးတူနာဆွဲနေတဲ့အမျိုးသမီးကယောဂကုီနဲ့အားလုံးပတ်စံကုန်သွားပြီဘာတစ်ခုမှမကြံတော့ဘူးသူ့မှာမျိုးလေးချက်မရှိတော့ဘူးဘာလို့ရမယ်မသိတဲ့အချိန်တွေရောက်သွားပြီကျွန်တော်ပြောပြမယ်ဒီအမျိုးသမီးရဲ့ထူးခြားချက်ဒီအမျိုးသမီးရဲ့တတိဒီအမျိုးသမီးရဲ့ယုံကြည်ခြင်းကဘယ်လောက်ကြီးမားလဲဆိုရင်ဝူပြချက်အခန်းကြီး15အငယ်19ကနေကျမ်းစာမဖက်တော့ဘူးဒီအကြောင်းမက်ထားအိမ်ရောက်ရင်ကိုယ့်ဘက်ကိုဖက်ဒီမှာဖက်ရင်တိတ်အစင်မပြေတော့ဝူပြချက်အခန်းကြီး15အငယ်19ကနေနောက်ပိုင်းကြည့်မယ်ဆိုရင်အဲ့လိုမျိုးအမျိုးသမီးကလူကြားထဲမှာလာခွင့်မရှိဘူးမလာရအောင်လူနဲ့ထိတွေ့ခွင့်မရအောင်သူလူကြားထဲမှာလာလို့မရအောင်ဒီတယောက်ကတကယ်လို့တွေးတူနာဆွေးနေတဲ့မင်းကလေးချစ်တဲ့လူကြားထဲမှာလာရင်သူများရက်တက်လို့ရတယ်သူ့ကိုအပြစ်ပေးလို့ရတယ်သူ့ကိုတခုလှုပ်လိုက်လို့ရတယ်တကယ်လို့ကျွန်တော်အချောင်းချပြီးမှဖန်ခံလို့ရတယ်ဒါပေမဲ့အဲ့ဒါလေးတခုမှသူကြည့်မဆိုင်ဘူးယေရှုခရစ်တော်လာတယ်လို့သူတင်ကြားတယ်ကြားတဲ့ကမှာသူ့ရဲ့ယုံကြည်ခြင်းကဘာလဲဆိုရင်ငါပပွားကိုအစ်ကြီးရဲ့ပပွားကိုတူလိုက်ငါချမ်းသာမယ်ဆိုတဲ့ယုံကြည်ရှိတာအာမင်ဟာလေလုယာအာမင်အဲ့ဒီချိန်မှာသူကတွားပြီးတော့မှလူကြားထဲမှာဘယ်တော့မှသူမမြင်တော့သူမျက်စိထဲမှာယေရှုခရစ်တော်ကိုစိတ်နှလုံးသွင်းထားတယ်ယေရှုခရစ်တော်ဆိုတာဘယ်တရားမှသူမသိဘူးတခါမှမတွေ့ဘူးယေရှုကိုမတွေ့ဘူးပေမဲ့သူစိတ်ထဲမှာပါလဲဆိုရင်ယေရှုခရစ်တော်ကိုတွားတုတ်ခွင့်ရရင်တော့ငါချမ်းသာမယ်တွားရည်နဲ့ယေရှုခရစ်တော်ကိုတွားတုတ်တာဒီမှာကြည့်တော့ဒီနေရာမှာလေအရန်ကောင်းကြီးဖြစ်တဲ့ຢာကယေရှုခရစ်တော်တွားနေတာပဲကိုလေယာဤတို့အိမ်တရားစီရင်မှုအိမ်12နှစ်တမီးလေးကိုချမ်းသာပေးဖို့တွားနေတာတွားရည်နဲ့လမ်းတွားရင်းနဲ့ချက်ချင်းတကူးထွက်သွားတော့ကိုသူချက်ချင်းခံစားရတယ်သူအမှုတော်ကိုချက်ချင်းကြွမဆိုင်တော့ချက်ချင်းနာပြီးတော့မှဒီရဲ့ယုံကြည်ခြင်းကိုချက်ချင်းတွားနေတဲ့လမ်းတော်မှာချက်ချင်းရက်ပြီးတော့မှဟာငါ့ကိုဘယ်သူတုံးတာလဲငါ့ကိုဘယ်သူထိတာလဲတပည့်တော်ဒီပြောတာပေါ့ဆရာကိုရောလူဒီလောက်တင်ညာတာလူကိုယေရှုကိုတိုက်မိတယ်လို့တိုက်မိဆွဲမိတယ်လို့ဆွဲမိအမျိုးမျိုးချစ်ကြတာကိုရောမသိဘူးလားအကျဆရာတော်အဲ့လိုမကြည့်ဘူးအတိအကျကိုရောအဲ့လိုဖြစ်နေတာတော့မဟုတ်ဘူးငါ့ကိုထိတဲ့တယောက်ကထူးခြားတယ်အခုငါ့ကိုထိတဲ့သူကတခြားလူထိတဲ့သူနဲ့မတူဘူးသူရဲ့ထိခြင်းကယုံကြည်ခြင်းနဲ့ထိတာအာမင်ဟာလေလုယာအာမင်လူတွေအခုယေရှုအကြောင်းအများကြီးသိတယ်အများကြီးကြားရတယ်ဒါပေမဲ့ကြားချင်းသိခြင်းနဲ့တည့်ရဲ့လှုပ်ဆောင်တဲ့အပေါ်မှာမတူဘူးလူတွေအများကြီးယေရှုကိုထိကြတယ်လူတွေအများကြီးယေရှုကိုကင်မိကြတယ်နာမည်ကြီးတဲ့သူဆိုတော့လက်လေးကင်ရရင်တော့မချင်တဲ့ဆိုတဲ့အဖွဲ့တွေဟုတ်တယ်မလားအဲ့လိုမျိုးတွေအများကြီးလက်ကင်တဲ့လူကင်ယေရှုလက်ဆောင်ပါဖြစ်ဖြစ်ပေးအမျိုးမျိုးဒါပေမဲ့အဲ့ဒီထဲကနေ तू မပြောဘူးငါ့ကိုတိုးတဲ့သူတယောက်ရှိတယ်ငါထဲနဲ့တကူထွက်သွားတယ်ငါအမှုတော်ဓမ္မကတော်လို့မရဘူးဒီမှာရက်နေရတယ်ငါဟာလေလုယာအာမင်ဟာလေလုယာချက်ချင်းငါ့ကိုတိုးတဲ့လူကခုထွက်လာခဲ့ဘာတူလဲအမျိုးဒီမင်းကတည်တယ်ငါပုံလို့မရတော့ဘူးဆိုတာ तू တည်တယ်ချက်ချင်းနေချစွာနဲ့ကျမထိပါတယ်ကိုရောငါသမီးမစိုးရင်နဲ့တည့်ရဲ့ယုံကြည်ခြင်းကတည့်ရဲ့အနာကိုငြိမ်းစေပြီအာမင်ဘုရားနာမပုံကြည်ပါစေအာမင်အာမင်ဟေဘရဲအခန်းကြီး7အငယ်6မှာယုံကြည်ခြင်းမရှိလေဖျားစိတ်တော်နဲ့မတွေ့နိုင်ဒါဆိုရင်အတိတ်ဘက်ကယုံကြည်ခြင်းရှိရင်ဖျားစိတ်တော်နဲ့တွေ့တယ်ဒီအမျိုးသမီးကဖျားစိတ်တော်နဲ့တွေ့သွားတာအာမင်ဟာလေလုယာအာမင်ယေရှုခရစ်တော်သွားတဲ့အမှုတော်ကိုတော့ထားခဲ့ပြီးတော့မှဒီဘက်စိတ်ဝင်စားတိုင်အောင်ဖခင်ရဲ့စိတ်တော်ကိုသိတဲ့အမျိုးသမီး
ဟာလေလုယာ အာမင် ဒီမှာရှိတဲ့ညီကိုမမတွေတည့်ရဲ့ယုံကြည်ခြင်းကိုဖျားစိတော်နဲ့ဖျားကတွေ့ချင်တယ် အာမင် तू လောက်ရမယ်မှန်တယ် तू သွားရမယ်မှန်တယ်အရင်လည်းအရေးကြီးတယ်တိတ်တဲ့တိတ်ခါနေပြီလာဒီမှာလာအကြောင်းချတာကဘာလဲဆိုရင်ကျွန်တော်သမီးတိတ်ခါနေပြီကိုတော့ပြောချင်တာကတိတ်ခါနေပြီကြည့်ပြောတာကညံ့ညံ့ကြွပါလို့ပြောတာဖြစ်နိုင်ရဲ့အဲ့ဒီခေတ်ကားရှိကားနဲ့တော့ခေါ်သွားမှာလီပြရှိလီပြန်နဲ့တော့ခေါ်သွားမှာမြန်မြန်ရချင်တယ်ကိုတော့ရောက်ရင်ကျွန်တော်သမီးချမ်းသာမယ်ဆိုတာ तू သိတယ်မြန်မြန်ရချင်တာဒါမဲ့ဘာဖြစ်လဲဆိုရင်ယေရှုခရစ်တော်ကိုမြင်မြင်ပြည့်နဲ့မြင်မြင်ချီးကြွဖို့ရတဲ့ခေါ်ရတော့မှအဲ့ဒီဟာကိုခဏထားခဲ့ပြီးမှဒီဟာကိုစိတ်ဝင်စားတော့တာ အာမင် ဘာကြောင့်လဲ ယုံကြည်ခြင်းနဲ့တူတော်ကြောင့် ဘေးရသူငယ်ချင်းအိမ်ကိုကောင်းချီးပေးမလို့တင့်အိမ်ကိုဖခင်ကနာပြီးမှကောင်းချီးပေးဖို့ဖြစ်လာလိမ့်မယ် အာမင်အာမင် ဟာလေလုယာ အာမင် အဲ့တည့်ရဲ့ယုံကြည်ခြင်းပဲဖခင်ကသူ့အိမ်သွားမလို့ဟိုဘက်အိမ်သွားမလို့တင့်အိမ်ရောက်တော့လောကကြော်သွားလို့မရတော့ဘူး အာမင် ဒီအိမ်ကငါ့ကိုစိတ်ဝင်စားအောင်လုပ်တဲ့သူတွေငါရဲ့နှလုံးသားကိုသူ့ဖြစ်စီမဲ့သူတွေငါရဲ့စိတ်တော်နဲ့တွေ့တဲ့မိသားစုကလောကကြော်သွားလို့မရဘူး အာမင် ဟာလေလုယာ အာမင် အဲ့လိုမျိုးယုံကြည်ခြင်းဖျားလိုချင်တဲ့သိရှင်ကနေ အာမင် ဒီအကြီးကျယ်ဆုတောင်းတယ်ကောင်းတယ်ဖျားနဲ့သွားတာကောင်းတယ်ဒါပေမဲ့တည့်ရဲ့ယုံကြည်ခြင်းဘယ်လောက်ထိဖျားရဲ့စိတ်တော်ကိုတွေ့တယ်လဲဆိုတာပိုအရေးကြီးတယ်ကျွန်တော်တို့အမှုတော်မြတ်မှာ heavy သူများလုံးမလုံနိုင်ဘူးသူများထဲလည်းမတော်ဘူးသူများလှုပ်တယ်လို့လည်းမလုံနိုင်ပါဘူးဒါပေမဲ့ကျွန်တော်တို့ယုံကြည်ချက်ကဖခင်ရဲ့အမည်နဲ့ဟာလေလုယာ အာမင် ယုံကြည်ခြင်းတကူတာရှိထိုးတောင်းကိုနေရာမှာရွေ့ပြည်လည်းနဲ့ကြလို့ဟုဆိုနေထိုးတောင်းနေပြည်လည်းနဲ့ကြလိမ့်မယ်တဲ့ ဆုတဲ့အတိုင်းဖြစ်လိမ့်မယ်အာမင် အဲ့တည့်ရဲ့ယုံကြည်ခြင်းကိုပြောတာအရင်တော်တဲ့တက်တူကိုဖျားမတုံးတဲ့ကပပုံကအများကြီးလူကျွန်တော်တို့ကအများကြီးတော်တဲ့လူအများကြီးလောကမှာတိတဲ့တော်တဲ့လူလည်းအများကြီးလောကမှာနော်အဲ့မဲ့ဖျားကဘာလို့တိကိုကောင်းချီးပေးလဲဘာလို့တိကိုတုံးလဲဆိုတိရဲ့ယုံကြည်ခြင်းကိုအခုနကျွန်တော်ပြောပြီးအမျိုးသမီးရဲ့တာရဏလာတာမဟုတ်လာတာတော့ဒီအမျိုးသမီးအတိကဒီအမျိုးသမီးအတွက်တာရဏလာတာမဟုတ်ဘူးစတဲ့နေ့တေခါနေ့တမီးအတွက်သွားတာဒါပေမဲ့လောကသွားလို့မရအောင်ယုံကြည်ချီကသူ့ရဲ့ခြေလမ်းကိုရက်တန်းစေတယ်ဒီနေ့တည့်ရဲ့ယုံကြည်ခြင်းကဖခင်ရဲ့ခြေလမ်းကိုရက်တက်ပြီးတော့မှဘဲမှမသွားစီပဲနဲ့ဒီနေရာမှာခဏဆွဲထားတဲ့ယုံကြည်ခြင်း အာမင် ဟာလေလုယာ အာမင် ဖခင်နာမဘုန်းကြီးပါစေ အာမင် ဒါမို့ညီကိုမောင်နှမများဒီအမျိုးသမီးဟာလူအလယ်မှာလာခွင့်မရှိဘူးသူရဲ့စိတ်အားထက်သန်မှုသူရဲ့ယုံကြည်ခြင်းသူရဲ့တက်တိကိုဖခင်ကအတိမတ်မပြုတ်မနေနိုင်ဘူးငါ့ကိုတိုးတယ်လို့မြင်မြင်ထွက်ခဲ့အဲ့ဒီတရားဟာကျမ်းမာတော်သူဖြစ်တယ် အာမင် ငါသမီးမဆွေးနဲ့တင်ဟာကျမ်းမာတော်သူဖြစ်ပြီဟာလေလုယာ အာမင် သူရဲ့စိတ်တစ်ခုကပါလဲဆိုယေရှုပဲချိန်လာမလဲဘယ်နေရာလာမလဲဘာလို့နေလဲနာဆွနေတယ်ဒါပေမဲ့လူသားထဲမှာရှိနေတာမရှိဘူးဘေးမှာယေရှုလာမှဘယ်သူမှဂီယူမဆိုင်ပဲပြေးဖို့အမြဲတမ်းချောင်းနေတာဒီနေ့မှာရှိနေတဲ့ညီကောင်မတွေယေရှုအကြောင်းကြောက်ဖို့အတွက်ဖခင်အကြောင်းကိုပြေးလာတာလမ်းနဲ့ပြူနေပါတယ်ရေလေတက်နေပါတယ်ဂီယူမဆိုင်ဘူးဟာလေလုယာ အာမင် ယေရှုအကြောင်းကြားရဖို့ကြီးလာတာဖခင်အကြောင်းကိုရောက်တဲ့ပုံမှာဖခင်ကောင်းချီးပေးပါစေ အာမင် ဟာလေလုယာအဲ့ဒီအမတ်တမဲကောင်းခြင်းမင်္ဂလာဘာကြောင့်မို့ကျမ်းစာထဲမှာဒီအမျိုးသမီးအကြောင်းကိုမတ်တန်တရားလဲဆိုသူရဲ့ယုံကြည်ခြင်းကြောင့်တကယ်ဆိုကျမ်းစာတိတ်ချကြည့်နော်သူရဲ့အမှုတော်အတွက်လာတာမဟုတ်ဘူးသူ့အတွက်အမှုတော်လာတာမဟုတ်ဟိုမှာပြန်နေတဲ့သူတယောက်ကပြန်နေပြီဖြစ်တဲ့ဟိုကတရားစီရင်မှုကဒူးထောက်ပြီးတောင်းမှန်လို့သူ့အိမ်ကိုတွားဖို့အတွက်လုံနေတဲ့သူကလမ်းတဝက်ရောက်တော့အမျိုးသမီးအားဖြင့်အမှုတော်က80သွားလို့မရပါနဲ့ဒီမှာရက်တက်သွားတာမတွားဘူးဒီဟာမကြည့်မြောက်မချင်းမတွားဘူးဘာဖြစ်ဆိုရင်ငါသမီး
မစိုးရင်နဲ့တိအနာတွေငြိမ်းပြီ အာမင် ကျွန်မအဲ့ဒါပြီးမှပဲစိတ်ချမှုရှိပြီဆိုမှပဲယေရှုခရစ်တော်က12နှစ်တမီးလေးရှိကိုတွားတာယာအိရုအိမ်မှာတွားတာဒီနေ့ဖယားကိုချစ်ပြီးတော့မှယုံကြည်အားကြီးတော်မိသားစုထဲမှာဖယားကြည်နဲ့တဲ့ကောင်းကြီးမျိုးမပေးရမချစ်တင်တေကနေမတွားဘူး အာမင် အဲ့ဒါသူကြည်နဲ့ပြီးနေ့ကိုပေးရမယ်ကောင်းကြီးမင်္ဂလာလုံလောက်ပြီးသူရဲ့စိတ်ထဲမှာလုံလောက်ပြီးဆိုရင်သူဆက်ပြီးအမှုတော်တွားလိမ့်မယ်ဘေးအိမ်ကိုတွားလိမ့်မယ်ဟာလေလုယာဟာလေလုယာ အာမင် အဲ့ဒါဘသူအိမ်လဲဘသူမှမပြောရဘူးနေပါစေဘသူမှဝင်ခံရဘူးအဲ့ဒါဘသူအိမ်လဲ အဲ့ဒါကျွန်တော်တို့အိမ်ဖြစ်တယ် တခါတလေလေအဲ့ဒီကြွေးကြော်ခဲ့တဲ့စကားလုံးတွေအရင်အရေးကြီးတယ်နော်တရက်ကျတော့ကျွန်တော်ဥပမာတစ်ခုကြားဘူးတယ်ဆရာတယောက်ကဆွတောင်းရင်းနဲ့အမျိုးသမီးတယောက်ကကလေးမရှိဘူးနောက်တစ်ကြိမ်ယေရှုနာမနဲ့တကလေးရှိမယ်ဆိုတော့ဘေးကသူငယ်ချင်းကတယောက်ကအာမင်လို့ထူတာဟိုတယောက်ကမထူလိုက်ဘူးနောက်နေ့ကျတော့ဟိုတယောက်ကကလေးပွေးတာပြီဒီတယောက်မပွေးရအောင်ကောင်းချီးပေးတာကဒီတယောက်ရတော့တက တယောက် အဖယားစကားကိုအတိတ်ပြုပြီးအာမင်ဒါကျွန်တော်တဲ့ပဲ အာမင် yes ကျွန်တော်ဟာပဲ အာမင် အာမင်ထူတာကအတိတ်ပြုတာ အာမင် ဒီစကားကိုအတိတ်ပြုတာအတိတ်ပြုတဲ့အိမ်ပေါ်မှာတက်ရောက်တာဒီကောင်းချီးမင်္ဂလာက အာမင်အာမင် ဟာလေလုယာ အာမင် အဲ့ဒါဘုသူအိမ်လဲ ကျမတို့အိမ် ဟေးနည်းနည်းအတန်ကျဲလာပြီတချို့မပြောရတဲ့ရှက်နေသေးတယ်ဒီနေ့ရှက်တဲ့သူကိုအရှက်ပြေအောင်အရှက်ဖော်မယ်ရမလားဖယားနိုင်ရတော့ဆိုတာထူထူသွားတာတေးထင်တယ်လို့တည့်ရဲ့အုံနောက်နဲ့စဉ်းစားပြီးမှဒီလိုလုပ်ရင်ဒီလိုချစ်မယ်ဒီလိုလုပ်ရင်ဒီလိုချစ်မယ် no အဲ့လိုပုံစံမသွားဘူးအဲ့လိုပုံစံမသွားဘူးအမက်တမက်ဖြစ်လာတဲ့ကောင်းကြီးဟာလေလုယာ အာမင် amazing ဖြစ်လာတဲ့ကောင်းကြီး အာမင် ကျွန်တော်တင်တော်ကပါတင်တော်လဲ amazing grace အော်ဖွယ်ရဂျေဇုတော်နဲ့ပြည့်တဲ့တော်တင်တော် အာမင် ဒီနေရာမှာဖယားရဲ့အမှုပြုခြင်းကအမက်တမက်ဖြစ်လာလိမ့်မယ် အာမင်အာမင် ဒီနေရာဖယားကောင်းခြင်းပေးခြင်းနဲ့အမက်တမက်ဖြစ်လာလိမ့်မယ် အာမင် ဒီနေရာမှာဖယားနမိတ်လက္ခဏာတွေအမက်တမက်ဖြစ်လာလိမ့်မယ် အာမင် အဲ့ဒါဘာအဖြစ်လဲကိုယ့်ရဲ့ယုံကြည်ခြင်းအဖြစ်ယေရှုခရစ်တော်က amazing grace အတင်းတော်ကိုရောက်လာတဲ့ကမှာခြေလန်းနန်းလုံးများတော့ အာမင် နားလည်နေဖို့ဘုရားကောင်းချီးပေးပါစေ အာမင် ဘာလို့ရှေ့ဆက်ခြေလန်းနန်းလုံးများဘူးဆိုတော့ဒီအထက်မှာယုံကြည်တော်သူအများကြီးရှိနေတော့ အာမင် အဲ့ဒီစိတ်တော်နဲ့တွေ့တဲ့ယုံကြည်ခြင်းတွေအများကြီးရှိနေတော့ အာမင်အာမင် မဟုတ်ဘူးတင်းတော့ပဲမဟုတ်ကအမှုတော်ထက်သွားရမယ် no သွားလို့မရဘူးစိတ်တော်နဲ့တွေ့နေတာဒီနေ့မှာယေရှုစိတ်တော်နဲ့တွေ့နေတာယေရှုကကောင်းချီးပြေဝအောင်ပေးမှပဲသွားပါဒီကနေဒါပေမဲ့ तू သွားမှာမဟုတ်ဘူးကျွန်တော်ရှင်မအမြဲတမ်းပြောမှာဟာလေလုယာချစ်သူအကြောင်းဒီလိုတိပြောတော့မှရီမခုန်တက်တဲ့အဖွဲရှိသေးတယ်ရီခုန်အောင်လုပ်ရမယ်တဲ့ကြည့်နော်တွားတဲ့လက်ခီကချက်ချင်းဟိုဆရာတပါလောက်ကြတာဒီမှာတိမချောဆိုတော့လုံးလုံးခက်တယ်တွားနေနဲ့ဒီလိုအရှိတွားနေနဲ့ရှုကနေဆိုမှဒီလိုဖြစ်သွားတာတဲ့တွားလက်နေတာဟုတ်ပဲနော်ဘာမှတူးတာနဲ့ချက်ချင်းရှုကနေချစ်တော့ကဒီလိုတွားနေဒီလိုဖြစ်သွားတာတဲ့ချက်ချင်းယေရှုခရစ်တော်ကအလောတိကိုသူတို့ကတင်စားတာဒါကျွန်တော်တော့ဒီမှာချစ်တော့ကလည်းတိတ်ပြီးတော့မှရှုကနေလုံးလုံးမရအောင်နောက်တစ်ခါကျရင်ဒီမှာဟွာခင်းရမယ်ကြွေပြားခင်းရမယ်ကြွေပြားဆိုတော့ရှုကနေဒီအကြောင်းဟောရင်နော်တွားနေတာအရှိမချက်ချစ်တို့တယ်နဲ့ရှုကနေချစ်တော့ကဟိုဘက်ရောက်မှဒီလိုဖြစ်နေတာလေယေရှုကသူ့ရဲ့တင်စားတဲ့ပုံစံပေါ့လေချင်းစရာလေးဒါတင်စားတဲ့သူ့ရဲ့ယုံကြည်ခြင်းဟာအရှိမတော့မတော်လို့မြောက်ဒီမှာဖြစ်ငါ့ကိုဘယ်သူတို့တာလဲတို့တယ်လို့မြင်မြထွက်ခဲ့အဲ့လိုမျိုးပုံစံပေါ့သူလောက်တာဟုတ်နေတာပဲနော်ဒီနေ့ amazing grace အတင်းတော်ကိုရောက်နေတဲ့ရှုကနေဆိုတော့ဒီပဲဖြစ်လာတာ အာမင် အနောက်မှာကြည့်လိုက်တော့ယုံကြည်ခြင်းအကြည့်နဲ့အတင်းတော်မှာ အာမင် ယုံကြည်ခြင်းနဲ့ပြည့်ဝနေတာယေရှုခရစ်တော်လောကရှိစေဖို့ခရီးတွေအားလုံးပိတ်သွားတယ် amazing grace အတင်းတော်မှာပဲ
ချီသိခွန်ရဖြစ်ပြီးတော့မှဂျင်းနဲ့နေတာ အာမင် ဟာလေလုယာဟာလေလုယာ အာမင် အဲ့ဒါဘုသူအိမ်လဲ ကျမတို့အိမ် အဲ့ဒါဘုသူအိမ်လဲ ကျွန်တော်အိမ်ကျွန်တော်တို့အိမ် အာမင် ဟာလေလုယာအဲ့အမျိုးသမီးအမတ်တမက်ကောင်းချင်မင်္ဂလာကလေသူများနဲ့မတူအဲ့လိုပြောတော့ကျွန်တော်အတင်းတော်ကအမျိုးသမီးတအားများတယ်ဒီအဖွဲလေလားမသိဘူးအမျိုးသားမပါဘူးမထင်နဲ့တဲ့ အမျိုးသမီးကတင်ရအူတော့ပါပြီးသားလေဟုတ်တယ်မလားအမျိုးသမီးပြောတော့ကျွန်တော်တို့မပါတော့အမျိုးသမီးတွေတော့တွားပြီးထင်တယ်မဟုတ်ဘူးတဲ့အတွက်တဲ့ အမျိုးသမီးကကောင်းကြီးလာတည်သွားတာတရားနေဒီမတိတာတရားပလတ်စတစ်အိပ်ပဲယူလာတာ तू ကပလိုင်းနဲ့လာတာသူရဲ့ယုံကြည်ချက်ကပလိုင်းနဲ့လာတာယောက်ျားလေးထက်မိန်းကလေးကပိုယုံကြည်ချက်အားကြီးတာမယုံမရှိနဲ့နော်ယောက်ျားလေးကဒူးထောက်ပြီးမှကိုတော့ကျွန်တော်ကြွားပြီးပါဆိုမှယုံကြည်ချက်အဲ့တေးတေးလေးပဲလာပြီးမှလာတာဝါပလိုင်းနဲ့လာတာငါတူတာနဲ့ချက်ချမ်းပါမယ်ဆိုတော့ပလိုင်းနဲ့လာတာဟာလေလုယာဝါအိမ်လေးနဲ့လာတာမတူဘူးယုံကြည်ချက်မတူဘူးအဲကြောင့်မို့ကိုယ့်ရဲ့အမျိုးသမီးကိုပြောနင့်ရဲ့ယုံကြည်ချက်ကငါပါတယ်နော်ကျွန်တော်အမျိုးသမီးဝေးနေရဆိုတော့ပြောလို့မရဘူးဟာလေလုယာဖခင်ရဲ့နိယမကလို့သွားတာအဲကြောင့်မို့ကိုယ့်ရဲ့အမျိုးသမီးကိုချစ်ကြပါလေးစားကြပါအဲကြောင့်မို့ဆရာကပြောတယ်ငါရဲ့ယုံကြည်ချက်ကမိထက်တာတယ်ဆိုမှအနိုင်ကြီးဖို့မဟုတ်ဘူးနော်ဘိုလ်ချဖို့မဟုတ်ဘူးတော့ကြအိမ်ရောက်မှဘိုလ်ချမှဆရာကဒီနေ့တရားဟောတာကြားလာမင်းဘာတကယ်ငါယုံကြည်ချက်အကြီးတဲ့မိမထမပါတယ်ဒါကြောင့်မင်းဒီနေ့နဲ့ဆိုင်ပြီးငါစကားနာထောင်သွားပြီအတင်းတော်မှာအဲ့လိုမျိုးပြောချင်တာမဟုတ်ဘူးဒါပေမဲ့အမျိုးသမီးတွေကအတင်းဒီနေ့အမျိုးသမီးအကြောင်းပြောနေလို့အမျိုးသမီးတွေကယုံကြည်ခြင်းကသူများထက်အားကြီးတယ်အာမင် မကြည့်လို့လည်းမရဘူးလေအိမ်မှာကဘာမရှိတဲ့သူ့လက်ထမှာပဲလေအားလုံးကမိဖို့ကြောင့်လည်းသူကိစ္စအကျဝိစာဝယ်လည်းသူကိစ္စကျွန်တော်ယောက်ျားလေးတွေကျတော့ရှိမရှိတနက်စားရရင်ပြေးရောယောက်ျားလေးစိတ်ကမတူဘူးဒါပေမဲ့အမျိုးသမီးတွေရဲ့ယုံကြည်ခြင်းကျွန်တော် Amazing Grace အတင်းတော်ရဲ့အမျိုးသမီးရဲ့ယုံကြည်ခြင်းကယေရှုခရစ်တော်ကိုရှင်းဆက်တော်လို့မရအောင်ထိန်းထားနိုင်တယ်အာမင်အာမင် ဟာလေလုယာ အာမင် ဟာလေလုယာ အာမင် ဟုတ်ပါသလား ဟုတ်ပါတယ် သဘောတူလား တူပါတယ် ဝမ်းမြောက်လား ဝမ်းမြောက်ပါတယ် ထိုဘုရားရှိခိုးလက်ခုပ်တီးပြီးကုန်ပြအောင် အာမင် ဘုရားရဲ့နိယာမကလို့သွားတာဟာလေလုယာ အာမင် ဒါကြောင့်မို့ကျွန်တော်တို့ရဲ့ယုံကြည်ခြင်းဆက်နှစ်ပတ်လို့တမီးလေးကတိတ်တော့တိတ်သွားပြီဒါပေမဲ့ယေရှုခရစ်တော်ကအိပ်ပျော်နေတယ်လို့ပြောတယ်ဘာလို့အလိုပြောလဲဆိုရင် तू တစ်ဖက်မှာသူ့ရဲ့အမှုတော်ကပြီးစီးသွားလို့ဒီဘက်မှာလည်းဆက်ပြီးတော့မှအမှုတော်ဆောင်ကအမှုတော်ကလောကပြစ်မထားဘူးကျွန်တော်အတိကပြောချင်တာကယေရှုခရစ်တော်ကဒါကိုရက်တက်ပြီးမှတခြားကိုရှစ်ဆက်မသွားတော့ပြောချင်တာမဟုတ်ကျွန်တော်တို့ကိုဦးစားပေးတဲ့ဟာကိုပြောတာယုံကြည်ခြင်းရှိတဲ့သူကိုဦးစားပေးတာဟိုဘက်လည်းဖခင်ကယေရှုခရစ်တော်ကတွားမှာပဲကောင်းချီးပေးမှာပဲထမ်းမြောက်စေတာပဲဒါပေမဲ့အတိကဒီယုံကြည်ခြင်းကိုဦးစားပေးတယ် အာမင် ဟာလေလုယာ အာမင် ယုံကြည်ခြင်းနဲ့ရည်ဆွဲယုံကြည်ခြင်းနဲ့ပို့ဖို့ယုံကြည်ခြင်းနဲ့သိပိုင်မယ်ယုံကြည်ခြင်းနဲ့ရည်ဆွဲ အာမင်အာမင် ခြင်းနဲ့ရည်ဆွဲယုံကြည်ခြင်းနဲ့ပို့ဖို့ယုံကြည်ခြင်းနဲ့သိပိုင်